မင်္ဂလာပါဆရာမကခိုင်ခိုင်ဆုံးလွယ်ပါ GD Science နဲ့ပတ်သက်တဲ့မိခွန်းလေးတွေကိုဘယ်လိုချင်းကပ်မလဲဆိုတာကိုတင်ပေးလာတာမှာဒီနေ့ကတော့ experiment questions တွေကိုတင်ထားပြီးမှာဖြစ်ပါတယ်ပြီးတော့မိခွန်းတစ်ပုဒ်ချင်းစီကိုဘယ်လိုမျိုးချင်းကပ်တယ်ဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ဒီနေ့မိခွန်း9ပုဒ်တင်ထားပေးပါတယ်မိခွန်းတွေကိုလေ့လာချင်းကပ်တယ်ဆိုတဲ့အခါမှာဆရာမတို့ GD Science ကိုလက်တွေ့ဖြည့်ဆို့နေတဲ့အချိန်မှာဘယ်လိုမျိုးချင့်ကပ်မလဲပေါ့ကိုယ့်ဘာသာကိုအေးအေးဆေးဆေးဒါဒီမိကုံးလေးကိုဖြည့်ကြည့်မယ်ဆိုပြီးတော့လေ့ကျင့်တာကပုံစံတစ်မျိုးပေါ့လေ့ကျင့်တဲ့အချိန်မှာအချိန်ကိုလည်းကိုကမှတ်ထားရမယ်ဥပမာဒီမိကုံးလေးကိုဖြည့်လိုက်တဲ့အခါမှာ3မိနစ်ကြာနေတယ်ပေါ့မိကုံးကိုဖတ်တာရဲ့ရွေးချယ်တာရဲ့အချိန်3မိနစ်ကြာတယ်ဆိုရင်ဒါထပ်ပြီးတော့လေ့ကျင့်ရမယ်ဒီမိကုံးကိုဘယ်လိုကိုစဉ်းစားတယ်လဲဆိုတာကိုနောက်တစ်ကြိမ်ထပ်ပြီးတော့စဉ်းစားပြီးဖတ်တဲ့ပုံစံအဲ့ဒါနဲ့ပြန်ပြီးတော့အချိန်ကိုလေ့ကျင့်ရမယ်။ဘာကြောင့်လဲဆိုတော့မေခွန်းအရေးအတွက်အရာဆိုလို့ရှိရင်မေခွန်းတစ်ပုဒ်ကိုအများဆုံး2မိနစ်ဒါရွေးချယ်ခွင့်ရှိတယ်။သို့ပေမဲ့လို့လည်းမေခွန်းထုတ်တဲ့သူကတချို့မေခွန်းတွေမှာ1မိနစ်နဲ့အဖြေကိုရွေးဖို့အတွက်အချိန်လေးသတ်မှတ်ထားတာရှိတယ်။ဒီမေခွန်းဟာ1မိနစ်ပေါ့။ဒါဆိုရင်1မိနစ်ကျော်သွားပြီဆိုလို့ရှိရင်နောက်မေခွန်းဒီအာ2မိနစ်လောက်ပဲသတ်မှတ်ထားတာကို3မိနစ်ဒါသုံးမိတယ်ဒါဆိုလို့ရှိရင်လည်းဒါအချိန်ကပိုသွားပြီပေါ့ဒါကြောင့်မို့လို့မိခွန်းကိုပြန်ပြီးတော့လည်းမှားသလားမှန်သလားပြန်ပြီးတော့ပြန်စစ်လို့ရအောင်အချိန်လေးကြာအောင်ထားပေးရမယ်ဒါကြောင့်မို့လို့ဒီအချိန်ကလည်းအရေးကြီးတယ်ဒါကြောင့်အဖြေကိုရွေးချယ်နိုင်တယ်လို့မျိုးဒီအဖြေကိုရွေးချယ်ဖို့အတွက်အချိန်ဘယ်လောက်သုံးလိုက်တယ်လဲဒါကိုလည်း time management အပြင်မှာကလေးကဒါလေ့ကျင့်ထားဖို့လိုအပ်တယ်အဖြေမှန်တော့ရပါရဲ့အချိန်တအားကြီးကြာနေတယ်ဆိုရင်လည်းဒါနောက်ထပ်မေးခွန်းတွေကိုဖြေဖို့အတွက်အချိန်မရလိုက်ဘူးဖြစ်နိုင်တာပေါ့ဒါကြောင့်အစောကြီးတွေကလေ့ကျင့်ပုံအမျိုးမျိုးရှိတယ်မေးခွန်းကိုအကြာကြီးဖတ်ပြီးတော့လေ့ကျင့်နေမှာလားသို့မဟုတ်အဓိကအချက်ကိုထောက်ပြီးတော့အဖြေကိုရွေးနိုင်သလားဒါကိုဆရာမတို့အမြဲတမ်းလေ့ကျင့်နေရမှာဖြစ်တယ်အဲ့တော့နံပါတ်1မေးခွန်းလေးကိုကြည့်ရအောင် A group of scientists are conducting experiments on heart rate and exercise ဒီသိပ္ပံပညာရှင်အုပ်စုတစ်ခုဟာတဲ့နှလုံးခုန်နှုန်းနဲ့လေ့ကျင့်ခန်းအဲ့ဒီအပေါ်မှာစမ်းသပ်ချက်တစ်ခုကိုသူတို့ဟောထုတ်မယ် Scientists hypothesize that the amount of daily exercise has a direct effect on resting heart rate in mammals နို့တိုက်သတ္တဝါတွေမှာဒီနားနေတဲ့အချိန်ပေါ့နော် on resting နားနေတဲ့အချိန်မှာနှလုံးခုန်နှုန်းအပေါ်မှာဒီနေ့စဉ်လေ့ကျင့်ခန်းလုပ်တဲ့ပမာဏကဘယ်လိုသက်ရောက်မှုရှိသလဲတနည်းအားဖြင့် direct effect တိုက်ရိုက်သက်ရောက်မှုရှိတယ်ဆိုတာကိုသိပ္ပံပညာရှင်တွေကနေပြီးတော့ယူဆကြတယ်အဲ့တော့ယူဆရဲဆို to test this hypothesis အဲ့ဒီအယူအဆကိုစမ်းသပ်ဖို့အတွက် researchers follow a four step procedure PROCEDURE ပေါ့နော်ဒီနေရာမှာE ကြံခဲ့တယ်အဲ့တော့ဒီအဲ့ဒီယူဆချက်ကိုစမ်းသပ်ဖို့အတွက်ဒီအောက်မှာပေးထားတဲ့လုပ်ငန်းစဉ်၄ခုအဲ့ဒါကိုသူတို့follow လုပ်ရမှာပေါ့နော်အဲ့တော့နံပါတ်1က choose 10 mammal species with different activity levels from very active to sedentary အဲ့တော့နို့တိုက်သတ္တဝါမျိုးစိတ်10မျိုးအဲ့ဒီ10မျိုးကိုသူတို့ရွေးချယ်မယ်ဘယ်လို10မျိုးလဲဆိုလို့ရှိရင် different activity levels ဒီလှုပ်ရှားမှုမတူဘူးပေါ့လှုပ်ရှားမှု level အမျိုးမျိုးရှိတယ်နို့တိုက်သတ္တဝါ10မျိုးဆိုတော့အဲ့ဒီမှာအာအမှန် active ဖြစ်တာပေါ့ active ဖြစ်တာနဲ့နောက်ပြီးတော့အကြာကြီးငြိမ်ငြိမ်သက်သက်နေတဲ့သူမျိုးနဲ့ active အလွန်ကို active ဖြစ်တဲ့ level ဆိုပြီးတော့မတူတဲ့ level တွေကိုlevel တွေက10မျိုးပေါ့မျိုးစိတ်10မျိုးနို့တိုက်သတ္တဝါမျိုးစိတ်10မျိုးကိုရွေးမယ်နံပါတ်2ကကြတော့ record the level of exercise activities and the duration of 5 animals from each species daily DAILY အဲ့တော့ဒီမျိုးစိတ်တစ်ခုကနေပြီးတော့ကျွန်မတို့9 ကောင်ပေါ့နော်နို့တိုက်သတ္တဝါ9 ကောင်အဲ့ဒီ9 ကောင်ရဲ့ဒီနေ့စဉ်လေ့ကျင့်လှုပ်ရှားမှုပေါ့အဲ့ဒါနဲ့ကြာချိန်ကိုမှတ်တမ်းတင်ထားမယ်
သူတို့လေ့ကျင့်လှုပ်ရှားမှုရဲ့နောက်ကြာချိန်ပေါ့ exercise activities ဒီလေ့ကျင့်ခန်းလှုပ်ရှားမှုအဆင့်အနေနဲ့နောက်ကြာတဲ့အချိန် duration ကိုမှတ်တမ်း record ယူထားမယ် measure the resting heart rate of each animal after a period of no activity လှုပ်ရှားမှုမရှိတဲ့ကာလပြီးသွားပြီပေါ့လုံးဝလှုပ်ရှားမှုမရှိဘူးဆိုလို့ရှိရင်အဲ့ဒီသတ္တဝါတစ်ကောင်ချင်းစီရဲ့နားနေတဲ့အချိန်မှာရှိတဲ့နှလုံးခုန်နှုန်းကိုတိုင်းတာထားမယ်ဒီစမ်းသပ်ချက်ကိုလုပ်ဖို့အတွက်အဆင့်နေပေါ့နော် experiment design number 4ကဘာလဲဆိုတော့မိဘက which action should occur at step 4အဆင့်၄မှာဘယ်လိုလှုပ်ဆောင်ချက်ကိုလှုပ်ဆောင်သင့်တယ်လဲတဲ့အဲ့တော့ဒီမှာ ABCD ဆိုပြီးတော့၄ခုပေးထားတယ် repeat the measurements several times for each animal တကောင်ချင်းစီရဲ့ဒီလူတိုက်သတ္တဝါတကောင်ချင်းစီရဲ့တိုင်းတာမှုတွေကိုတဲ့ several time measurement several time အကြိမ်များစွာပြန်လုပ်ရမယ်တဲ့ပြန်လုပ်ပါပေါ့နံပါတ် B ဒီအချက်ကလေးကအခုစဉ်းစားတာနဲ့ကိုเนาะအဖြေရချက်ချင်းတော့ရွေးလို့ရတယ်ပေါ့လေဘာကြောင့်လဲဆိုတော့စမ်းသပ်ချက်မှာကအကြိမ်ကြိမ်ဒါတိုင်းတာရမယ်သဘောတရားရှိတယ်เนาะဒါခဏမှတ်ထားမယ်တကယ်ပြီးတေးကြတယ်ဆိုရင်တစ်ခါလေးရွေးလို့ရတယ်ပေါ့เนาะနောက်တစ်ခု measure the heart rate of each animal after intense activity ပြင်းထန်တဲ့လှုပ်ရှားမှုတွေသူလုပ်ပြီးသွားတဲ့အခါမှာဒီတတော်ဝါတစ်ခေါင်ချင်းစီရဲ့နှလုံးခုန်မှုကိုတိုင်းမယ်တဲ့နံပါတ် C ဒါကအပေါ်က level မှာပါပြီးသွားပြီเนาะအပေါ်က1 2 3 step မှာပေါ့ပါပြီးသွားတာဖြစ်နေတယ်အဲ့တော့ဒီအချက်ကလေးကဒါ eliminate လုပ်လို့ရပြီเนาะနံပါတ် C only keep the data that fits the hypothesis and report as the observed findings အဲ့တော့လေးလာရှာဖွေထားတဲ့ဒီအချက်လက်တွေကို report လုပ်ရမယ်လေးလာရှာဖွေထားတဲ့အချက်လက်တွေကို report လုပ်ရမယ်ယူဆချက်နဲ့ကိုက်ညီတဲ့အချက်ကိုတော့တင်ထားမှာပေါ့ယူဆချက်နဲ့ကိုက်ညီတဲ့အချက်ကိုတင်ထားပြီးတော့ဒီလေးလာရှာဖွေတွေ့ရှိတဲ့အချက်လက်တွေကိုဒါ report လုပ်မယ်တဲ့ဆိုတော့ဒီအချက်ကလေးကလည်းဖြစ်နိုင်သလားပေါ့နော်ခဏလေးမှတ်ထားမယ်ဒီ record the average body temperature of each animal ဒီတကောင်ကြီးစီရဲ့ပြင်းပြခန္ဓာကိုယ်အပူချိန်ကိုမှတ်တမ်းတင်ထားမယ် record လုပ်ထားမယ်ပေါ့အဲ့တော့ဒီနေရာမှာကဆရာမတို့ကလေ့ကျင့်ခန်းနဲ့ဒီနှလုံးခုန်လုံးအပေါ်မှာစမ်းသပ်တာဖြစ်တဲ့အတွက်ဒီ body temperature တွေလုံးဝကိုမသက်ဆိုင်တဲ့အတွက်တခါတည်းသူကိုရွေးစရာမလိုဘူးအဲ့တော့ဆရာမတို့ A နဲ့ C နှစ်ခုတည်းကဘာကိုရွေးမလဲပေါ့နော်အဲ့တော့ကြည့်လိုက်တဲ့အခါမှာဆရာမတို့ဒီနံပါတ် A လို့တဲ့သတ္တဝါတွေတကောင်ချင်းစီရဲ့ဆရာမတို့တိုင်းတာမှုကိုပေါ့နော်အကြိမ်များစွာပြန်လုပ်ရမယ်ဒါကစက်သက်ချက်ဒီဇိုင်းမှာအရေးပါတဲ့အချက်ဖြစ်တဲ့အတွက်ဆရာမတို့အဖြေမှန်က A ကိုရွေးရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဒီမှာ C ကဖြစ်နိုင်ဒီနှစ်ခုကလုံးဝဒါမဖြစ်နိုင်တဲ့အဖြေပေါ့နော်။အဲ့တော့ C က only keep the data that fits the hypothesis and report as the observed findings ဒါကတော့ဆရာမတို့ဒီစမ်းသပ်ချက်ဒီဇိုင်းတည်ဆောက်နေတဲ့အချိန်မှာဒါတိုင်းတာတဲ့အဆင့်ပဲဖြစ်နေသေးတဲ့အတွက်ဆရာမတို့ကအဖြစ်နိုင်ဆုံးအဖြေသည် A ဖြစ်ပါတယ်ဒါကြောင့်အဖြေက A ကိုရွေးမှာဖြစ်ပါတယ်အဲ့တော့ဒါကအချိန်နဲ့ကြည့်လိုက်မယ်ဆိုတော့တအားကြာတယ်ပေါ့နော်ကြာတယ်ဆိုတော့ကျမတို့စာမေးပွဲမှာနောက်ထပ်တစ်နည်းစဉ်းစားဖို့ရနေရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီမေးခွန်းကိုဥဒါဆီယမဘာသာပြန်ပြီးပြောပြနေတဲ့အတွက်အချိန်ကြာတာဖြစ်တယ်အဲ့တော့ကိုပေါ့ကိုဖတ်သွားပြီဆိုဖတ်သွားတာနဲ့ခေါင်းထဲမှာဖတ်လိုက်တာနဲ့အဓိပ္ပာယ်ကခေါင်းထဲမှာတခါဖတ်ကနေပေါ်လာပြီဖြစ်တဲ့အတွက်ဒီလောက်ကြာကြတော့မရှိဘူးပေါ့နော်အဲ့တော့ဒီနှလုံးခုန်လုံးနဲ့လေ့ကျင့်ခန်းအပေါ်မှာစံတက်ချက်တစ်ခုကိုဒါသူတို့လုပ်မယ်အဲ့တော့အဲ့လိုလုပ်တဲ့အခါမှာဆရာမတို့ဘာလုပ်မလဲဆိုလို့ရှိရင်နို့တိုက်သတ္တဝါတွေပေါ်မှာသူကစံတက်မှာဖြစ်တယ်အဲ့ဒီခါမှာသူကအဆင့်၄ဆင့်လုပ်မယ်အဆင့်၄ဆင့်မှာသူကနံပါတ်1အဆင့်ကဘာလဲဆိုလို့ရှိရင်ဒီ activity levels မတူတဲ့ level တွေအမျိုးမျိုး10ကောင်ရွေးချယ်ထားပြီးသားဖြစ်တယ်နောက်နံပါတ်2ကကြတော့သူ record ယူထားတာကဘာလဲဆိုရင်ဒီမျိုးစိတ်တစ်ခုစီကနေပြီးတော့9ကောင်
ငါးကောင်ရဲ့နေ့တိုင်းသူလှုပ်ရှားမှုတွေအဆင့်တွေကြာချိန်ကိုမှတ်တမ်းတင်ထားတယ်ဒါကြောင့်မို့လို့နံပါတ်2မှာ record ယူထားပြီးဖြစ်တဲ့အတွက်ကြောင့်ဆရာမတို့ဒီအချက်ကိုဆရာမတို့ကမယူတော့ဘူးဒါကြောင့်မို့လို့ချက်ချင်းပဲအဖြေ A ကိုရွေးလို့ရပြီပေါ့နော်အဲ့လိုမျိုးစဉ်းစားပြီးတော့အဖြေကိုရွေးလိုက်လို့လည်းရတယ်။ဘာလဲဆိုရင်ဒီတတဝါတစ်ကောင်ချင်းစီရဲ့ဆရာမတို့တိုင်းတာမှုတွေကိုဒါအကြိမ်ကြိမ်ဖန်ဖန်လုပ်ရမယ်ဆိုတာကဒီစံသတ်ချက်အဆင့်၄ဖြစ်တယ်။ဒါ experiment design တိစောက်တဲ့အခါမှာဒါကလိုအပ်တယ်။ဒါဆိုရင်အချိန်10မိနစ်အတွင်းမှာပဲအဖြေကိုဖြေလို့ရတယ်ပေါ့နော်။အဲ့တော့စဉ်းစားပုံနှစ်ခုရှိတယ်။ပထမတစ်နည်းကတော့ကိုကတာကိုလေ့ကျင့်တဲ့အချိန်မှာအဲ့လိုမျိုးစဉ်းစားရင်အဖြေရသွားပြီအချိန်ကိုကြည့်မယ်။မှတ်ထားရမယ်ပေါ့နော်။အများနဲ့အချိန်နဲ့အများအချိန်ကိုကြည့်ပြီးတော့မိကုံကိုလေ့ကျင့်ရမယ်။အဲ့တော့နည်းနည်းကြာသွားပြီအဲ့ဒါဆိုရင်နောက်တစ်ခါဘယ်လိုလေ့ကျင့်မလဲပေါ့နော်။ဒါမျိုးဆိုတော့တဖြည်းဖြည်းနဲ့မိကုံကိုမြင်လာလို့ရှိရင်ကိုကဘယ်လိုချင်းကပ်ရမလဲဆိုတာချက်ချင်းသိလာလိမ့်မယ်။လေ့ကျင့်များလာတဲ့အခါမှာသိလာတယ်ဒါဆိုရင်စာမေးပွဲရောက်သွားပြီဆိုလို့ရှိရင်ချက်ချင်းပဲအဖြေကိုဘယ်လိုရွေးနိုင်လဲဆိုတာကိုသိပြီเนาะအဲ့ဒါဆိုရင်ဆရာမတို့ဒီမှာအဖြေက number 1က A ကသူရဲ့ the best answer ဖြစ်တယ် step 4အတွက်က A ဒီအသင့်တော်ဆုံးအဖြေဖြစ်တယ် number 2 A group of scientists is studying the effects of deforestation on local wildlife in a tropical rainforest. They select 3 forest areas where logging has occurred and 2 two untouched areas to observe animal populations over the course of 5 years. They place motion-activated cameras and collect data on species, diversity, and population counts. However, all 5 areas are located within 10 kilometers of each other in the southern part of the rainforest. အဲ့တော့ဖတ်လိုက်တာနဲ့ဒါအဓိပ္ပာယ်ကချက်ချင်းသိပြီပေါ့နော်။ဘာလဲဆိုလို့ရှိရင်ဒီတတော်ပြုံးတီးမှုကဒေသခံတော်ရန်တရိษံတွေအပေါ်မှာဘယ်လိုတက်ရောက်မှုရှိတယ်လဲဆိုတာကိုဒါအဓိပ္ပာယ်ပညာရှင်တစုကလေ့လာဖို့လုပ်တယ်ပေါ့နော်။အဲ့ဒီခါမှာသူတို့ကနေရာ၃ခုကိုရွေးလိုက်တယ်။ဒီတစ်ခုတ်လှဲမှုဖြစ်ပွားခဲ့တဲ့တတော် area ၃ခုနော်။နောက်တစ်ခုကကြတော့ untouched က2ခုအဲ့နှစ်ခုကိုလေ့လာဖို့အတွက်လေ့လာဖို့ရွေးလိုက်တယ်။ဘာအတွက်လဲဆိုရင် to observe animal populations အဲ့တော့ဒီတရိษံဥယျာဉ်ကိုလေ့လာဖို့အတွက် untouched ရဲ့နောက်တစ်ခုကကြတော့တစ်ခုတ်လှဲထားတဲ့ဒေသက3နေရာ untouched က2နေရာပေါ့မထိမတွေ့ဘာမှမလုပ်ထားတာ2နေရာနောက်တစ်ခုတ်ထားတာက3နေရာအဲ့ဒါကိုသူလေ့လာမယ်။ဘာအတွက်လဲ to observe animal populations ဒါတရိษံတော်ရန်တရိษံတွေပေါ်မှာအကျိုးဘယ်လိုတက်ရောက်လဲတက်တော်ပြုံးတိမှုဟာတော်ရန်တရိษံတွေအပေါ်မှာဘယ်လိုပြုံးတိမှုလဲသိကျင်တဲ့အတွက်ကြောင့်မို့လို့တစ်ခုတ်ထားတဲ့ area 3နေရာလုံးဝ untouched ဘာမှမလုပ်ထားတာ2နေရာကိုသူရွေးချယ်လိုက်တယ်တဲ့အဲ့တော့ဒီ9နှစ်အတွင်းမှာပေါ့နော်9နှစ်အတွင်းမှာသူကရွေးရှားပြီးတော့ဒီလုံနိုင်တဲ့ကင်မရာတွေကိုလိုက်ပြီးတော့တက်ထားတယ်။ဘာလဲဆိုလို့ရှိရင် species diversity ဆိုတာကမျိုးစိတ်မျိုးကွဲတွေပေါ့နော်မျိုးစိတ်မျိုးကွဲတွေနဲ့နောက်တစ်ခုက population counts ဒီတိရစ္ဆာန်တွေရဲ့အရေးအတွက်တွေကိုကောက်လုပ်နိုင်ဖို့ရေးတွက်နိုင်ဖို့အတွက်သူကနေပြီးတော့ကင်မရာတက်ဆင်ထားတယ်။ဒီ9နှစ်အတွင်းမှာပေါ့နော်တက်ဆင်ထားတယ်ဒါပေမဲ့လို့လေတဲ့နေရာ9ခုစလုံးကဘယ်နေရာမှာဖြစ်နေလဲဆိုတော့ဒီ rainforest ရဲ့တောင်ဘက်မှာတောင်ဘက်အပိုင်းတစ်ခုနဲ့တစ်ခု10ကီလိုမီတာအတွင်းမှာပဲရှိနေတယ်ဒီအချက်ကလေးတော့ပါနေတယ်เนาะနေရာကတနေရာလေးဖြစ်နေတယ်လို့ဆိုလိုတာဒါဆိုရင် which statement describes weakness of this experiment ဒါဆိုရင်ဒီ experiment ရဲ့ weakness အားနည်းချက်တော့ဒီအားနည်းချက်ကဘယ်ဟာကိုဖော်ပြနေတာလဲဒီအားနည်းချက်ကိုဖော်ပြတဲ့ statement ပေါ့နော်အဲ့ဒါဘာဖြစ်မလဲ ABCD ဆိုတော့ဒီမှာတော့အဖြေကနည်းနည်းလေးရှင်းနေတာပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင် rainforest ရဲ့ဒီအပိုင်းတစ်ခုထဲမှာပဲတောင်ပိုင်းတစ်ခုနဲ့တစ်ခုလည်း10ကီလိုမီတာပဲဝေးတဲ့အတော်အတွင်းမှာပဲဒီ area ပေါ့လေနော်ဒီ9ခုလုံးကအဒီတော်တက်မှာပဲဖြစ်နေတယ်ဆိုတော့တစ်တော်ပြုံးတိမှုကဒေသခံတော်ရန်တရိษံတွေပေါ်ဘယ်လိုကြိုးသက်ရောက်လဲဆိုရင်တစ်တော်တွေအများကြီးကိုလေ့လာတာဒီဆရာမတို့အသင့်တော်ဆုံးဖြစ်မယ်
ဒါကြောင့်မို့ဒီအားနည်းချက်ကဘာလဲဆိုလို့ရှိရင်ဒီအစိတ်ပိုင်းတွေအားလုံးကလေ့လာနေတဲ့နေရာတွေအားလုံးကဒီ rainforest ရဲ့နေရာတစ်ခုထဲမှာပဲရှိနေတယ်ဆိုတာကဒါ weakness ဆိုတာကိုတန်းသိရမယ်เนาะဒီအချက်ကဆရာမတို့ဖြေဖို့အတွက်ပေးထားတာအဓိကကောက်ရမယ်အဓိကအချက်ကလေးဖြစ်နေတာပေါ့เนาะဒါဆိုရင်အဲ့လိုအဖြေတိုင်းရွေးလို့ရတယ်ဒါဖြစ်ရင်ဆီယမ်မာတို့လေ့ကျင့်တဲ့အချိန်မှာတစ်ခုချင်းဖတ်တဲ့ပုံစံလေးကိုကြည့်အောင်ဘယ်ဟာအားနည်းချက်ဖြစ်မလဲနံပါတ် A ကကြတော့ the scientists use cameras to observe animals in the forest ဆိုတော့သိပ္ပံပညာရှင်တွေကတဲ့ဒီတစ်တောထဲမှာသတ္တဝါတွေကိုတိရစ္ဆာန်တွေကိုလေ့လာဖို့အတွက်ကင်မရာတွေကိုအသုံးပြုခဲ့ကြတယ်ဒါအားနည်းချက်လားဆိုတော့ကင်မရာရှိမှပဲဒါလေ့လာလို့ရမှာပေါ့နော်ဒါကြောင့်မို့လို့ဆီယမ်မာတို့ဒါရွေးလို့ဒါ weakness တော့မဟုတ်ဘူးเนาะဒါအဓိကအချက်ဖြစ်နေတာပေါ့နံပါတ် B the experiment lasted for 5 years experiment ဟာတဲ့9နှစ်ကြာခဲ့တယ်တော့စမ်းသပ်ချက်တစ်ခုကတော့အချိန်တစ်ခုတော့ပေးရတာပေါ့ဒါအားနည်းချက်မဟုတ်ဘူးเนาะ now number D the study includes both deforested and untouched areas တော့လေ့လာမှုမှာတဲ့တစ်တောပြုန်းတီးမှုနဲ့စောစောကလိုဘာမှမလုပ်ရသေးတဲ့ untouched ပေါ့မတွေ့ရသေးတာနှစ်ခုစလုံးပါတယ်တဲ့အဲ့ဒါအားနည်းချက်လားဆိုတော့မဟုတ်ဘူးဒီတက်ရောက်မှုတစ်တောပြုန်းတီးမှုဟာတောရိုင်းတိရစ္ဆာန်တွေအပေါ်မှာဘလို့အကျိုးသက်ရောက်လဲသိချင်ရင်တစ်တောပြုန်းတီးနေတာနဲ့လုံးဝမတွေ့တာနဲ့ကိုနှိုင်းယှဉ်ပြီးတော့လေ့လာမှသာလေရင်ဒါကအဖြေပေါ်မှာပေါ့เนาะဒါကြောင့်နှစ်ခုသုံးလေ့လာတာမှန်တဲ့အတွက်ဒါဟာ weakness မဟုတ်ဘူးဒါဖြစ်ရင်အဖြေကဆရာမတို့ချက်ချင်းရွေးလိုက်တဲ့အဖြေ C ဖြစ်တယ်အဲ့တော့ဒီနေရာမှာဆရာမတို့ကြည့်မယ်ဆိုလို့ရှိရင်တချို့မိကုန်းတွေကကျောင်းသားကျောင်းသူတွေမိကုန်းကိုဖတ်ပြီးတာနဲ့အဓိကအချက်ကိုသိလိုက်ပြီဆိုရင်အဖြေကိုချက်ချင်းရွေးနိုင်တယ်ဆိုတာကိုဒါတန်ပြီးတော့သိတယ်ပေါ့နော်အဲ့တော့ area တစ်ခုထဲမှာပဲဖြစ်နေတယ်အဲ့တော့တက်တော်ပြုံးတိမှုဆိုတာတနေရာထဲမှာကြည့်လို့မရအောင်အခြားတနေရာမှာဟောဒါအမျိုးမျိုးပေါ့နော်ဒါကြောင့်ဒါဒီအားနည်းချက်တစ်ခုဖြစ်နေတယ်အဖြေက C ပေါ့နောက်တစ်ခုကြည့်ရအောင် number 3 a team or researchers investigate the impact of traffic on air pollution in a large city. They install air quality sensors at 5 intersections in the downtown area and measure pollution levels during rush hours and regular hours over 6 months. They record levels of nitrogen dioxide, carbon monoxide, and particulate matter. ဒီမြို့ကြီးတစ်ခုပေါ့နော် large city အရင်ကြီးတဲ့မြို့ကြီးတစ်ခုမှာရေကြောပိတ်ဆို့မှုကနေပြီးတော့တဲ့ traffic ပေါ့နော်ရေကြောပိတ်ဆို့မှုကနေပြီးတော့ air pollution လေထုညစ်ညမ်းမှုအပေါ်မှာသက်ရောက်မှုရှိတာကိုဒီသုတေသနအဖွဲ့တစ်ခုကနေပြီးတော့စုံစမ်းစစ်ဆေးတယ်တဲ့အဲ့တော့သူတို့ကမြို့လေကောင် downtown area ထဲမှာပေါ့နော်လမ်းစုံ၅ခုမှာဒီလေထုအရေးအသွေးအာရုံခံကရိယာတွေစင်ဆာတွေပေါ့တက်ပြီးတော့ဒီ rush hour အလုပ်ဒီဆင်းတဲ့အချိန်ရဲ့ regular hours ကျွန်တော်တို့ပုံမှန်အချိန်ပေါ့အဲ့ဒီအချိန်တွေကိုအဲ့ဒီအချိန်တွေမှာလေထုဒီ pollution air pollution ကိုတိုင်းတယ်ဘယ်လောက်လဲဆိုရင်6လအတွင်းပေါ့နော်ဒီ6လအတွင်းမှာတိုင်းတယ်အဲ့တော့သူတို့က nitrogen dioxide carbon monoxide နဲ့နောက်တစ်ခုကဒီအမှုန်အမွှားတွေပေါ့နော်တခြားသောအမှုန်အမွှားတွေကိုမှတ်တမ်းတင်ထားတယ် record လုပ်ထားတယ်ဒါဖြစ်ရင် which statement describes weakness of this experiment ဒီစမ်းသပ်ချက်ရဲ့အားနည်းချက် number 2မေးခွန်းလိုပဲပေါ့နော်စမ်းသပ်ချက်ရဲ့အားနည်းချက်ကို weakness ကိုဖော်ပြတဲ့ statement ကဘယ်ဟာဖြစ်မလဲဆိုတော့ဒီမှာမေးခွန်းကိုဖတ်ပြီးတာနဲ့အဖြေကခေါင်းထဲမှာပေါ်လာဖို့ရှိတယ်အဲ့ဒါဘာလဲဆိုတော့ तू က sensor တွေကိုတတ်ထား air pollution အရေးအသွေးစစ်ဆေးတဲ့ sensor ကိုတတ်ထားတာကမြို့လေကောင်မှာတတ်ထားတာအဲ့တော့ large city ဆိုတော့မြို့ရအကြီးလို့ဆိုလိုတာပေါ့နော်ဒါဆိုလို့ရှိရင်သူ့ရဲ့အားနည်းချက်ကဘာလဲဆိုတော့မြို့လေကောင်မှာပဲတတ်ထားတဲ့အတွက်ဒီစမ်းသပ်ချက်မှာ error ရှိနေမယ်ဒီနာပြ weakness ဖြစ်နေတာပေါ့ဒါဖြစ်ရင်အဖြေကချက်ချင်းရွေးလို့ရတယ်အဲ့ဒါပါလေ the sensors are placed only in the downtown area of the city နော်
မြို့လေကောင်မှာပဲသူကအဲ့ဒီ sensor တွေကိုတတ်ထားတာဒါဒီသူ့ရဲ့ weakness ပဲအဖြေတိုင်းရွေးလို့ရအောင်ဆိုတော့ဆင်မဖတ်တာနဲ့မိခွန်းကိုဖတ်တာနဲ့အဖြေကိုတိုင်းရွေးနိုင်တဲ့မိခွန်းပုံစံမျိုးပေါ့ဟုတ်ပြီအကယ်၍ဒါကိုလေ့ကျင့်တဲ့အချိန်ဆိုရင်တော့နည်းနည်းစူးစမ်းပြီးတော့နောက်တစ်ခုမသေးစားသေးဘူးဖတ်ကြည့်မယ်ပေါ့နော်ဒီခါလေးကိုအရမ်းမြန်သွားတဲ့အဖြေက30စက္ကန့်နဲ့ပြီးသွားတယ်ဒါဆိုရင်ဆရာမတို့ဒီမှာအဖြေဆက်ပြီးတော့ဖတ်ကြည့်ရအောင်the researchers measure multiple types of pollutants pollutant ဆိုတာက pollution ဖြစ်စေတဲ့ပစ္စည်းတွေပေါ့ဒီပုံပုံတွေကာဗွန်ဒိုင်အောက်ဆိုက်တွေပေါ့လေအဲ့ဒီအမျိုးမျိုးသောဟာတွေကိုတဲ့တိုင်းတာတဲ့တယ်ပေါ့တိုင်းတာတဲ့တယ်ဒါအားနည်းချက်အဲ့လိုပြောတော့ဒီနေရာမှာရုပ်တရက်ဆိုရင်လည်းတွေးလိုက်လို့ရှိရင်ဖြစ်နိုင်တယ်ပေါ့သို့တော့ပါဝင်တဲ့ပစ္စည်းတွေကိုတိုင်းတာနေစရာမလိုဘူး။ဘာကြောင့်လဲဆိုတော့ရင်ကြောပိတ်ဆို့မှုကလေထုညစ်ညမ်းမှုကိုဖြစ်စေတယ်ဆိုလို့ရှိရင်သူအဓိကတိုင်းတာရမှာကဘာလဲဆိုလို့ရှိရင်ဒီမြို့ပေါ်မှာရှိနေအကုန်လုံးကိုစဉ်းစားတတ်ထားလိုက်ဒါဆိုလို့ရှိရင်အဖြေပေါ်တာပေါ့နော်ဒါကြောင့်ဒါက pollutants တွေကိုတိုင်းစရာမလိုဒီပေးထားတဲ့မိကုံအရာပေါ့လေ။ဘာကြောင့်လဲဆိုတော့သူက traffic ဖြစ်နေတယ်ဆိုလဲဟိုကကာမီကိုအရာပေါ့နော်ကားတွေဖက်ဖြစ်တဲ့အပိတ်တာကြာသွားတယ်ပေါ့လေဆိုလိုတာကနံပါတ် C the data collection occurs over a 6-month period အဲ့တော့6လတာကာလအတွင်းမှာတဲ့အချက်လက်တွေကိုကောက်ယူတယ်တဲ့ဆိုတော့ဒါတော့အားနည်းချက်မဟုတ်ဘူးပေါ့နော်အချိန်ကတော့ဒါသူသတ်မှတ်ထားလို့ရတယ်6လသို့မဟုတ်လို့ရှိရင်လည်းတစ်နှစ်ဒါမှမဟုတ်လည်း3လရတယ်ဒါကြောင့်မို့လို့ဒီချက်လက်လေးဟာဒါ weakness မဟုတ်ဘူးပေါ့နော်ဒါသူသတ်မှတ်တဲ့အချိန်တွေမှာဘယ်လောက် pollution ဖြစ်လဲဆိုတာကိုကောက်ယူလို့ရတယ်နံပါတ် D the researcher focus on pollution levels only during rush hour ဒီသုတေသနပြုလုပ်တဲ့လူတွေကတဲ့အလုတ်စင်းချိန်အတွင်းမှာပဲ focus ထားတယ်ဆိုတော့ဒီမှာမဟုတ်ဘူးသူပြောထားတယ်အလုတ်စင်းချိန်ကောတော့ပုံမှန် regular hours မှာတော့သူလုပ်ထားတာဖြစ်တဲ့အတွက်ဒီအချက်က weakness မဟုတ်ဘူးเนาะသူနှစ်ခုလုံးကိုလေ့လာထားတာဖြစ်တဲ့အတွက်အဖြေမှန်သည် A ဖြစ်ပါတယ်ဒါကတော့တစ်ခုချင်းရွေးတာပေါ့เนาะတခါတည်းသူရဲ့ပေးထားတဲ့အချက်ကိုထောက်ပြီးတော့အခြေတန်းရေးလို့ရတယ်မေကုံမျိုးเนาะဒါမျိုးဆိုရင်မြန်မြန်ဆန်ဆန်လေးဖြေလို့ရတယ်ပြီးတော့ number 3ရဲ့အဖြေဟာ A ကိုရွေးမှာဖြစ်ပါတယ် number 4ဒီ number 4မေကုံလေးကဆရာမတို့ဒီကျောင်းမှာပေါ့เนาะအတန်းထဲမှာဒီမေကုံလေးကိုသင်နေဆိုရင်ကျောင်းသားကျောင်းသူတွေကချက်ချင်းပဲအဖြေကိုရွေးနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့မေကုံမှာပေးထားတဲ့အချက်လက်ကလေးမှာကိုစဉ်းစားလိုက်ရင်အဖြေကတန်းပေါ်တာပေါ့အဲ့တော့ဖတ်ကြည့်ရအောင် A student decides to do an experiment to test whether his brain matter or his brain Dave is better overall at pre-strokes. Which experimental design will provide the best results? ကျောင်းသားတယောက်ကလည်းသူ့တငယ်ချင်းနှစ်ယောက်ပေါ့နော်မာတာနဲ့ Dave ရဲ့ဒီ pre-throw ပြစ်တာ pre-throw ပြစ်တာမှာဘယ် design ဟာဒီ sorry ဒီ pre-throw ပြစ်တာမှာအကောင်းဆုံးเนาะပို့ပြီးတော့ကောင်းအောင်ပေါ့လေအလုံးစုံပို့ပြီးကောင်းအောင်လို့စမ်းသပ်မှုတစ်ခုကိုသူပြုလုပ်မယ်တဲ့နော်အဲ့လိုပြုလုပ်ဖို့အတွက်ကိုတဲ့ which experiment design will provide the best results ဘယ်ရလက်ကနော်ဒီ which experiment design ဘယ်စမ်းသပ်ချက် design ကအကောင်းဆုံးရလဒ်ကိုပေးစွမ်းနိုင်မယ်လေပေါ့နော် which experimental design ဘယ် design လဲဆိုစမ်းသပ်ချက် design တိဆောက်တာကိုမေးတာအဲ့တော့ဒီနေရာမှာ free throw ဆိုတာက basketball ကစားတဲ့အခါမှာအာပြစ်ဒဏ်ထိတာပေါ့ပြစ်ဒဏ်ထိတယ်ဆိုရင်ဒါအားကစားသမားတွေကဘယ်သူမှနှောက်ယှက်လို့မရဘူးခါတဲ့သူကလွတ်လွတ်လပ်လပ်ဒီဟိုဟာတွေကိုပြစ်ခွင့်ရှိတယ်ချင်းတဲ့ကိုပေါ့နော်ချင်းတဲ့ကိုဘောလုံးကိုပြစ်ထည့်ခွင့်ရှိတယ်ဆိုတော့အဲ့ဒီဟာကိုလေ့ကျင့်ဖို့အတွက်နော်ဘယ်သူကပို့ပြီးတော့ကောင်းတယ်လဲပေါ့နော်ဟိုအလုံးစုံပေါ့အလုံးစုံပို့ကောင်းဖို့အတွက်ဒါစမ်းသပ်ချက်လုပ်ကြည့်တာလုပ်ကြည့်ရဆိုနံပါတ်1အချက်ကမာတာနဲ့ Dave နော်နှစ်ယောက်ကိုဒီ jam ထဲမှာဒီ free throw ပြစ်တာပေါ့နော်တစ်ချက်စီပေါ့ပြစ်စီတယ်တဲ့ဟုတ်ပြီတစ်ချက်စီပြစ်စီတယ်နံပါတ်2ဒါ experiment design ကိုတိဆောက်နေတာနောက်တစ်ခါမာတာနဲ့ Dave ကိုအဲ့ဒီ jam ထဲမှာ free throw အချက်50စီပြစ်စီတယ်ဒါကလည်းသူ design တိဆောက်နေတာပေါ့နောက်မာတာနဲ့ Dave ကိုတကယ်ချင်းနှစ်ယောက်ကိုပေါ့လေဒီအပြင်ဘက်မှာ
အပြင်ဘက်မှာကစားကွင်းပြင်ပမှာပေါ့နော်အားကစားခန်းမရဲ့ကွင်းပြင်ဘက်မှာသူကတယောက်ကို90စီပြည့်စုံတယ်အပြင်ဘက်မှာနောက်နံပါတ်4နံပါတ်4ကကြတော့မာထာကိုကြတော့ဒီအားကစားရုံထဲမှာအချက်90ပြည့်စုံပြီးတော့တစ်ချိန်တည်းလိုမှာပဲအပြင်ဘက်မှာ Dave ကို90ပြည့်စုံတယ်အားကစားကွင်းပြင်ပမှာနံပါတ်5မာတာနဲ့ Dave เนาะဒီနှစ်ယောက်စလုံးကိုပေါ့လေခန်းမထဲမှာ25စီပြည့်ကြည့်ပြီးတဲ့အခါမှာခန်းမရဲ့အပြင်မှာအားကစားခန်းမထဲမှာ25ချက်စီပြည့်ကြည့်မယ်ပြီးရင်ဒီခန်းမရဲ့ပေါ့နော် outside court အပြင်ဘက်မှာ25ချက်စီပြည့်ကြည့်မယ်အဲ့ဒါဆိုရင်ဘယ်ဒီဇိုင်းဒီအကောင်းဆုံးရလဒ်ကိုပေးနိုင်မလဲဆိုတော့အဖြေကတန်းရွေးလို့ရတယ်ပေါ့နော်ရွေးလို့ရတယ်။အများကြီးစဉ်းစားစရာမလိုဘူး။ experiment design တိဆောက်တဲ့အခါမှာတစ်ချက်စီပြည့်နေတယ်ဆိုဒါကဘာမှထူးခြားမှာမဟုတ်ဘူး။နော်။တနေရာထဲမှာပဲအချက်90စီပြည့်ခိုင်းရင်လည်းထူးခြားမှုမရှိနိုင်သေးဘူးပေါ့နော်။နောက်တစ်ခါကျတော့ဒီအပြင်ဘက်မှာလည်းအဲ့လိုပဲပေါ့ဒါကအားကစားရုံထဲမှာအားကစားရဲ့အပြင်ဘက်မှာရုံထဲမှာ90စီပြည့်ခိုင်းနောက်တစ်ခါရုံပြင်မှာလည်း90ပြည့်ခိုင်းနောက်တစ်ခါကျတော့တယောက်ကိုကျတော့အထဲမှာရုံထဲမှာအားကစားရုံထဲမှာ90တယောက်ကိုတော့ဒီမှာဆိုတော့ဒါမတူဘူးအခြေအနေမမျှတဘူးပေါ့နော်ဒါလေးမဖြစ်နိုင်ဘူးဆိုတော့ the best answer ကဘာဖြစ်မလဲ best result ကဘာလဲဆိုရင်နှစ်ယောက်စလုံးကိုဒီအားကစားရုံထဲမှာ25ချိန်ပြည့်ပြီးရင်အားကစားရုံရဲ့အပြင်ဘက်မှာ25ချိန်ပြည့်ဆိုတာကဒါဒီအကောင်းဆုံးတော့ဒီစံတက်ချက်ဒီဇိုင်းဖြစ်တယ်။ဘာကြောင့်လဲဆိုတော့နှစ်ယောက်စလုံးဒီအကျဉ်းအရေးအတွက်လည်းနေတူတယ်နေရာလည်းအတူတူစံတက်တယ်။ပြီးရင်နောက်တစ်ခါလည်းအကျဉ်းအရေးအတွက်တူတူအားကစားရုံရဲ့တစ်ခါဒီ outside court ပေါ့နော်အားကစားကွင်းရဲ့ဒီဘက်အပြင်ပေါ့အပြင်ဘက်မှာထွက်ပြီးတော့အားကစားကွင်းရဲ့အပြင်ဘက်ကိုထွက်ပြီးတော့ပြစ်တာလည်းအတူတူဆိုတော့ဒီစံတက်ချက်ကအလုံးစုံကောင်းနိုင်ဖို့အတွက် experiment စံတက်တာမှာအကောင်းဆုံးရလက်ဖြစ်တယ်ဒါကြောင့်မို့လို့ဆရာမတို့ဒီအဖြေကိုရွေးလို့ရတယ်ရွေးလို့ရတယ်ဆိုတော့ဒီအဖြေဒီ the best answer ပေါ့ဒီစံတက်ချက် design အကောင်းဆုံးတော့ရလက်ကိုရစေမယ့် experiment design သူကလိုချင်တာကတငယ်ချင်း2ယောက်เนาะတငယ်ချင်း2ယောက်မှာဘသူကပို့ပြီးတော့ဒီအလုံးစုံကောင်းဖို့အတွက်เนาะစမ်းသပ်မှုတစ်ခုလုပ်မယ်အလုံးစုံကောင်းဖို့အတွက်စမ်းသပ်မှုကိုလုပ်မယ်ဆိုတဲ့အတွက်ကြောင့်အလုံးစုံကောင်းမှုဆိုရင်ညီတူညီမျှဖြစ်ရမှာပေါ့เนาะအားကစားရုံထဲမှာ25ချက်စီပြီးရင်တခါအာကွင်းပြင်ပမှာ25ချက်စီဆိုတာဒါဒီဆရာမတို့အလုံးစုံကောင်းမွန်ဖို့အတွက်စမ်းသပ်တဲ့ experiment design ဖြစ်တယ်ဒါကြောင့်အဖြေဒီ number 5ပေါ့နော် number 5ကိုရွေးမယ်သူဒီ the best answer ဖြစ်တယ်တစ်ချက်စီကဘလို့ပဲဖြစ်ဖြစ်မလုံလောက်ဘူးအချက်90ကကြတော့အာလုံလောက်ပါတယ်အချက်အားဖြင့်သို့တော့နေရာကတနေရာထဲမှာဖြစ်နေတယ်နောက်တစ်ခုအချက်90ကဆရာမတို့အပြင်ဘက်မှာဒါကလည်းဟိုအချက်90ကတော့လုံလောက်တယ်နေရာကတနေရာထဲမှာဖြစ်နေတယ်နောက်နံပါတ်4ကကြတော့အချက်90စီတော့မှန်တယ်နေရာကနှစ်ခုဆိုရင်တယောက်တနေရာစီမှာလေ့ကျင့်တာဖြစ်နေတဲ့အတွက်နံပါတ်5ပြီးလေ့ကျင့်တဲ့အချက်အရာရောနောက်နေရာအရာရောမျှတမှုဖြစ်တဲ့အတွက်ဒါဒီ experiment design ပေါ့နော်အကောင်းဆုံးရလဲရမယ် experiment design ဆိုပြီးတော့နံပါတ်5ကိုရွေးမှာဖြစ်ပါတယ်ဒါကမေးခွန်းနံပါတ်5မိကုန်းကနည်းနည်းရှည်တယ်ရှည်တဲ့အပြင်ကိုဆီယမတို့ဒီမှာနောက်မှအဖြည့်ပေးဖို့ကလည်းနောက်ထပ် slide တစ်ခုရှိတယ်ပေါ့စာမေးပွဲမှာဆိုရင်စိတ်ရဲ့ပဲသို့တော့တအားရှည်တယ်ရှည်တဲ့အခါမှာမိကုန်းကိုဖတ်ပြီးရတဲ့အဖြည့်ဆီယမတို့ဒီအဖြည့်ကိုအကြောင်းအရာကိုခေါင်းထဲမှာပေါ်လာအောင် skimming ဖတ်နိုင်ရင်အကောင်းဆုံးပဲအဓိက point ကိုလည်းဖတ်ရင်းနဲ့ထောက်ထားလိုက်ပေါ့နော်အဲ့တော့ဖတ်ကြည့်ရအောင် A researcher named Tim wants to know the effect of caffeine on the heart rate of individuals အဲ့တော့ဒီ Tim ပေါ့နော် Tim ဆိုတဲ့ researcher တယောက်ကတဲ့ကဖေးကြောင့်ပေါ့နော်နှလုံးခုန်လုံးအပေါ်တက်ရောက်မှုရှိတာကိုသူကလေ့လာခြင်းတယ်သိခြင်းတယ်ပေါ့အဲ့တော့thus he decides to conduct an experiment စံတက်ချက်ကိုလုပ်တယ် randomly choosing 100 students both males and females all of whom are 18 to 20 years old အသက်18ကနေ20အတွင်းအမျိုးသမီးအမျိုးသားနှစ်ခုလုံးပါတဲ့အကြောင်းသား
ကျောင်းသူ100ကို random ကြာပန်းရွေးလိုက်တာပေါ့နော် Tim Ben randomly assigned the students into 2 groups အုပ်စုနှစ်ခုခွဲလိုက်တဲ့A နဲ့ B ပေါ့ each group has now 50 members ဒါဆိုရင်တစ်ဖွဲ့စီမှာ50ရှိဖြစ်သွားပြီ just before the day of experiment စသက်ချက်နေ့မတိုင်ခင်မှာ all students are instructed not to consume anything but water since 8 p.m. till the next morning 7 a.m. အဲ့တော့ဒီဟာစပြီးတော့အဓိကအချက်ပေါ့နော်ဒီကျောင်းသားကျောင်းသူတွေကိုတဲ့စသက်ချက်မလုပ်ခင်ညမှာရှီကလွဲပြီးတော့နော်ရှီကလွဲဘာမှမစားခိုင်းဘူးဘယ်လောက်လဲဆိုရင်ည8နာရီကနေပြီးတော့နောက်နေ့မနေ့9နာရီအထိရှီကလွဲပြီးဘာမှမတောက်ဖို့ပြောထားလိုက်တယ်နော်အဲ့တော့ during the experiment စံသက်ချက်အတော်တွင်မှာ group A members take a glass of coffee 250 milliliter အဲ့တော့အုပ်စု A ကို250 milliliter ရှိတဲ့ coffee တစ်ခွက်စီနော်တောက်ထားပြီးတော့အချိန်ကတော့9မိနစ်အတွင်းပေါ့9မိနစ်အတွင်းမှာ250 milliliter ရှိတဲ့ coffee တစ်ခွက်စီကိုတောက်ထားခိုင်းတယ်while group B members take a glass of water 250 milliliter in the same way အဲ့ဒီလမ်းအတိုင်းပဲရှိနော်တစ်ခွက်စီတောက်ခိုင်းထားတယ်ဒါကတော့ group B ပေါ့တော့ A က coffee တောက်မယ် B ကရှိတောက်မယ်ပေါ့ after that Tim measures the heart rate of each member of 2 groups and records their observations in the table အဲ့တော့စမ်းသပ်တဲ့တင်ကနေပြီးတော့ group နှစ်ခုစလုံးကတယောက်ချင်းစီရဲ့နှလုံးခုန်နှုန်းကိုတိုင်းပြီးတော့မှဇယားမှာသူလေ့လာတွေ့ရှိချက်တွေကိုဇယားမှာ table မှာပေါ့နော် record လုပ်ထားတယ် He finds the average heart rate of group A is 140 beats per minute group A ကကျောင်းသားကျောင်းသူတွေ coffee တောက်ထားတဲ့အုပ်စုတွေတစ်မိနစ်ကိုနှလုံးခုန်နှုန်း140နှလုံးခုန်ချက်140ဒါတော့ group B is only 95 beats per minute အုပ်စု B ရေတောက်ထားတဲ့အုပ်စုကတစ်မိနစ်ကိုနှလုံးခုန်ချက်က65ပေါ့နော်ရှိတယ်တဲ့ from this data အဲ့ဒီအချက်လက်ကနေပြီးတော့ Tim concludes that drinking caffeinated beverages such as coffee can rise the heart rate of people အဲ့တော့လူတွေရဲ့နှလုံးခုန်နှုန်းအဲ့ဒါကဘာလဲဆိုလို့ရှိရင် Tim ကနောက်ဆုံးမှသူကဘယ်လိုကောက်ချက်ချလိုက်လဲဆိုတော့ coffee လိုမျိုး caffeine ဓာတ်ပါတဲ့အဖျော်ယမကာတွေပေါ့နော်တောက်တဲ့အရာတွေကိုတောက်တယ်ဆိုရင်လူတွေရဲ့နှလုံးခုန်နှုန်းကိုမြင့်တက်စေတယ်တဲ့ဒါကပြီးထားချက်ဆိုတော့ပြီးထားချက်ကိုဒါဖတ်လိုက်ပြီဆိုခေါင်းထဲမှာသိသွားပြီเนาะဒါ coffee တောက်တယ်ရေတောက်တယ်ပေါ့เนาะဒါဆိုရင် which of the following should be done in order to face the possible error of the experimental design သူတိဆောက်ထားတဲ့ experimental ရဲ့ design ပေါ့အဲ့ဒီ design မှာ error ဖြစ်နိုင်ခြေရှိတဲ့ error ကိုပြင်ဆင်ဖို့အတွက်ဘယ်အချက်ကိုပြင်ရမလဲတဲ့သူ error ရှိနေပြီပေါ့เนาะအဲ့ဒါဘယ်အချက်ကိုပြင်ရမလဲ ABCD ဆိုပြီးတော့ဒီကိုပေးထားတယ်အဲ့တော့စာကိုဖတ်လိုက်ခတဲ့ကသိရမယ့်အချက်ကဘာလဲဆိုရင်ညကလေးကဘာမှမတောက်ခိုင်းထားဘဲနဲ့ည8နာရီကနေမနက်9နာရီအထိပြီးတော့မှစမ်းသပ်လိုက်တာစမ်းသပ်တဲ့အခါမှာ coffee တောက်ထားတဲ့သူတွေရဲ့နှလုံးခုန်နှုန်းကပိုပြီးတော့များနေတာပေါ့နော်140နဲ့95ဆိုဒီတောက်ထားတဲ့သူတွေများနေတာဒါပေမဲ့အဲ့ဒီမှာဒီစမ်းသပ်ချက်ဒီဇိုင်းမှာဖြစ်နိုင်ခြေရှိတဲ့ error ပေါ့အဲ့ဒါဘာလဲဆိုတော့နှလုံးခုန်နှုန်းကသူကတောက်ပြီးမှတိုင်တာ哦ဒါဖြစ်ရင်ညကလေးကဒီ coffee ကိုမတောက်ခင်ကလေးကနှလုံးခုန်နှုန်းကိုတိုင်းထားတယ်ဆိုရင်ဒီစမ်းသပ်ချက်ကပိုပြီးတိကျမှာအဲ့ချက်သားပိုင်းအဲ့ချက်ကိုတိုင်းရွေးလို့ရတယ်ဆင်မတို့အဲ့တော့ဖတ်ကြည့်မယ် The student should be allowed to drink coffee within 30 minutes instead of just 5 minutes 5မိနစ်အစားမိနစ်30 coffee တောက်ခွင့်ပြုရမယ်ပေါ့လေဒါကတော့မဖြစ်နိုင်ဘူးပေါ့နော်မိနစ်30ဒါကအဓိကအချက်မဟုတ်ဘူးMaybe Tim should recruit more students as the sample size is too small to determine the significance of the experiment စမ်းသပ်ချက် design မှာကျောင်းသားအရေးအတွက်ကတော့တိတာထင်ရှားစေတဲ့အတွက်ဒီ sample size ကတအားငယ်နည်းနေတယ်ပေါ့အဲကြောင့်ပို့ပြီးတော့စုဆောင်းတင်နေဆိုတာကမဖြစ်နိုင်100ဆိုတော့တိတ်တော့မနည်းဘူးနောက်ပြီးတော့နှလုံးခုန်နှုန်းကိုစမ်းသပ်တဲ့အခါမှာကျောင်းသားအရေးအတွက်ကဒီလောက်ကြီးအဓိကမကြဘူး error ဖြစ်တဲ့အချက်မဖြစ်နိုင်ဘူး Number C Tim should not restrict the students' diet during the night before the experiment as overnight fasting can increase their heart rate
ညာရင်းချင်းအစာရှောင်လိုက်တာကနှလုံးခုန်နှုန်းကိုပုံမြန်စေတယ်တဲ့။ဒါကြောင့်မို့လို့စမ်းသပ်မှုမတိုင်ခင်ညမှာအစားအသောက်ကိုမတောက်ပါနဲ့လို့ဘာလို့ကန့်သတ်မထားသင့်ဘူးတဲ့။အစားမစားပဲမနေသင့်ဘူးပေါ့နော်။ဒါလေးကခဏဖြစ်နိုင်ခြေရှိတယ်။သို့တော့ပိုပြီးဖြစ်နိုင်ခြေရှိတာကြည့်အောင် Tim should first measure the resting heart rate before the experiment so that he can compare with the waves after the experiment တော့စမ်းသပ်ချက်မလုပ်ခင်မှာเนาะမလုပ်ခင်နားနေချိန်မှာအမှန်နှလုံးခုန်နှုန်းတွေကိုတိုင်းထားတဲ့တယ်ဒါမှစမ်းသပ်မှုပြီးတဲ့အခါမှာနှလုံးခုန်နှုန်းနဲ့နှိုင်းယှဉ်လိုက်လို့ရှိရင်ဒါပိုမြန်တယ်မမြန်ဘူးဆိုတော့ပိုသိတာစေတဲ့အချက်ကတော့ဆရာမတို့ဒီဟာ the best answer ဖြစ်တယ်ဒါကတော့မှန်ပါတယ်အစားမစားဘူးဆိုလို့ရှိရင်ရုတ်တရက်နှလုံးခုန်နှုန်းတွေမြန်လာစေတာပေါ့အညတွေကဘာမှမစားထားဘူးဆိုလို့ရှိရင်နှလုံးခုန်နှုန်းမြန်စေတဲ့အချက်ဖြစ်တယ်ဒါပေမဲ့ပို့ပြီးတော့ရှင်းလင်းစေတဲ့အချက်ကတော့ဆရာမတို့စာပိုက်ကိုဖတ်ကြတဲ့ကသိရတာကဘာလဲဆိုလို့ရှိရင်သူကတောက်ပြီးမှနှလုံးခုန်နှုန်းကိုတိုင်းတာမတောက်ခင်ကနှလုံးခုန်နှုန်းကိုတိုင်းတာထားမယ်ဆိုလို့ရှိရင်ဒါကပို့ပြီးတော့တိကျတယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီ experiment design ရဲ့ဖြစ်နိုင်ခြေရှိတဲ့ error ပေါ့ဒါဆိုဘယ်ဟာပြင်ရမလဲဆိုရင်ဖြစ်နိုင်ဆုံးအဖြေက D ဖြစ်တယ်ဒီနှစ်ခုကဆက်နေတာပေါ့ဒါက the best answer ဘာလို့လဲဆိုတော့အစားမစားခင်မှာသူ့ရဲ့နှလုံးခုန်နှုန်းကမြန်တတ်တယ်ဒါဖြစ်ရင်ဒီလိုမျိုးကြိုတိုင်းထားရင်အစားမစားခင်မှာမြန်တာအဲ့မြန်တဲ့နှုန်းကဘယ်လောက်လဲစားတောက်ပြီးလို့ကော်ဖီတောက်ပြီးတဲ့အချိန်မှာနှလုံးခုန်နှုန်းကဘယ်လောက်လဲဆိုတာကဒီနံပါတ်ဒီအချက်က C ကိုပို့ပြီးတော့ကောင်းမွန်စေတဲ့ပို့ပြီးလေးနဲ့စေတဲ့အချက်ဖြစ်တဲ့အတွက်အဖြေမှန်သည် D ကိုရွေးတာဒီဒါ the best answer ဖြစ်တယ်face the possible error of the experimental design ဒီ experiment design ကိုတိစောက်တဲ့အခါမှာလွဲချော်မှုကိုပြင်ဖို့အတွက်ကဒီအချက်က the best answer ပေါ့နော်ဒါကြောင့်ဆရာမတို့အဖြေဒီဖြစ်ပါတယ်တော့မိကုန်းကရှိပေမဲ့လို့ဆွလိုမျိုးမိကုန်းကိုဖတ်ရင်းနဲ့ခေါင်းထဲမှာအဓိကကြမယ်အချက်ကိုမှတ်ထားလိုက်ပေါ့ဒါဆိုရင်ဒီမှာမှတ်ထားရင်းနဲ့ကိုအဖေကတမ်းပြီးသိပြီဘာကြောင့်လဲဆိုတော့ तू ကအရင်မတိုင်းထားဘူးနှလုံးခုန်လုံးအရင်ဆုံးမတိုင်းထားဘူးဒါကြောင့်မို့ဒါ error ဖြစ်ဖို့အများဆုံးအချက်ဆိုတာကိုသိရမှာပေါ့နော်ဒီ number 6လည်းအဲ့လိုပဲမိကုန်းကရှိတယ်အဖြေရွေးရမှာပေါ့အဲ့တော့မိကုန်းလေးကိုဖတ်ကြည့်ရအောင်Mia believed that meditating for 14 days in a row would make students happier. To test her hypothesis, she did an experiment with 40 students from her class. She provided each of these students with an app that guides users through 5, 10, or 15 minutes meditation. အဲ့တော့မိယာကတဲ့14ရက်စတိုက်40 days in a row ဆိုတာ14ရက်စတိုက်တရားထိုင်တာမှာကျောင်းသားကျောင်းသူတွေကိုပျော်ရွှင်ခြင်းကိုပြုလုပ်စေတယ်ဖြစ်စေတယ်လို့သူကယုံကြည်တယ်တဲ့14ရက်စတိုက်တရားထိုင်ရင်ပေါ့အဲ့တော့သူကသူ့ရဲ့ယုံကြည်ချက်ကိုစမ်းသပ်ဖို့အတွက်ကျောင်းသားကျောင်းသူ40ကိုသူ့ရဲ့အတန်းအလိုရွေးလိုက်တယ်နော်ရွေးလိုက်ပြီးတဲ့အခါမှာသူက application နဲ့တိုင်းမှာပေါ့နော်ပျော်ရွှင်မှုကို happiness level ကိုတိုင်းမဲ့သူ application လေးနဲ့သူကတိုင်းမယ်တရဖွဲ့ကိုအချိန်ကိုကြတော့သူကဘယ်လောက်လဲဆိုလို့ရှိရင်5မိနစ်10မိနစ်15မိနစ်เนาะတရားထိုင်တာတိုင်းမယ် she divided the 40 students into two groups of 20အဲ့တော့40ကို group တစ်ခုကို20စီထားလိုက်မယ် she asked each group to use the app once a day for 40 days အဲ့တော့14ရက်အတွက်တစ်ချိန်တိုင်းမှာပေါ့เนาะ she asked group 1 to do the 5-minute meditation and asked group 2 to do the 10-minute meditation အဲ့တော့ group 1ကို5မိနစ် group 2ကို10မိနစ်တရားထိုင်ခိုင်းမယ် after the 14 days she gave the 40 students a survey that is designed to measure happiness level အဲ့တော့14ရက်ကြာပြီးတဲ့အခါမှာကျောင်းသားကျောင်းသူတွေကိုရဲ့ဒီ happiness level ကိုเนาะတိုင်းလို့ပဲသူက design တည်ဆောက်လိုက်တာပေါ့ The survey results show both groups at very similar happiness levels with group 1 registering slightly more happiness အဲ့တော့နှစ်ခုလုံးရဲ့ happiness level ကိုတိုင်းလိုက်တဲ့အခါမှာတော်တော်ကိုသူကတူနေတာကိုတွေ့ရတယ်နော် group 1နဲ့ happiness level လေးကမသိမသာလေးပဲနော် slightly more happiness နည်းနည်းလေးပဲပိုတာအရင်ပြည့်တာမဟုတ်ဘူးဆိုတော့တူတဲ့ပုံစံကိုပြတယ် Based on the results of this experiment, she concluded that doing 40 days of meditation does not make students happier. အဲ့တော့သူက conclude
ဘယ်လိုဆုံးဖြတ်လိုက်လဲဆုံးဖြတ်ချက်ချလိုက်လဲဆိုတော့ဒီ14ရက်တရားထိုင်ခြင်းဟာဒီကျောင်းသားကျောင်းသူတွေကိုပျော်ရွှင်မှုကိုလုံးမပေးနိုင်ဘူးလို့သူကမှတ်ချက်ချလိုက်တယ် After Mia presented the results to her class, her teacher told her that she made an error in designing her experiment. အဲ့တော့သူ့ရဲ့အတန်းသားတွေကိုဒီ result ကိုเนาะပြလိုက်ပြီးတဲ့အခါမှာသူ့ရဲ့ဆရာမကနေပြီးတော့စမ်းသပ်ချက် design မှာ error ရှိနေတယ် error လုပ်ခဲ့တယ်ပေါ့เนาะဒီ mirror ကတဲ့ error တခုကိုလုပ်ခဲ့တယ်ဆိုပြီးတော့ပြောတယ်အဲ့တော့ what was the most likely error ဒါဆိုအများဆုံးဖြစ်နိုင်တဲ့ error ဘယ်ဟာဖြစ်မလဲအဖြစ်နိုင်ဆုံး error ပေါ့เนาะအဲ့တော့ number A က she should have had another group that did 50 minutes of meditation သူကတဲ့15မိနစ်တရားထိုင်တဲ့အဖွဲ့တစ်ခုနောက်ထပ်အဖွဲ့တစ်ခုကိုဖွဲ့ထားတဲ့နဲ့5မိနစ်10မိနစ်သိပ်မကွာဘူးဆိုတော့15မိနစ်ဆိုလည်းသိပ်ကွာမှာမဟုတ်ဘူးလို့တွေးလို့ရတယ်เนาะတွေးလို့ရတယ် she should not have stopped the experiment after 14 days 14ရက်ကြာပြီးတဲ့အခါမှာစက်သက်ချက်ကိုမရပ်သင့်ဘူးတဲ့သူ14ရက်ပဲတိုင်းမှာဖြစ်တဲ့အတွက်ဒီအချက်က error မဖြစ်နိုင်ဘူး she should not have used a survey to measure happiness level ကိုပျော်ရွှင်မှု level ကိုတိုင်းတာဖို့တဲ့ survey ကိုမလုပ်သင့်ဘူးဆိုတော့ဒါကသူ့စိတ်ထဲမှာယုံကြည်လို့လုပ်မှာဖြစ်တဲ့အတွက်ဒီအချက်ကလည်းမမှန်ဘူးပေါ့နော်ညာ most likely error ဘာဖြစ်မလဲအဖြေကအဲ့လိုရွေးနေတော့ D ကိုအဖြေထွက်သွားတယ်ဒါပေမဲ့ကြည့်ရအောင် she should have had a control group that did not do meditation တရားထိုင်ခြင်းမရှိတဲ့အဖွဲ့တစ်ခုသူအုပ်စုတစ်ခုကိုထားရမယ်ဆိုတော့ဒါအမှန်ဆုံးဖြစ်ပေါ့နော်ဒါသူရဲ့ most likely error ပဲအဲ့တော့ပျော်ရွှင်မှု level က5မိနစ်10မိနစ်ကမသိတာဘူးလို့နှစ်ယောက်စလုံးကအတူတူဖြစ်နှစ်ဖွဲ့စလုံးကအတူတူဖြစ်နေတာဒါဖြစ်ရင်ပျော်ရွှင်မှု level ဖြစ်စေတယ်ဆိုတာကိုသိဖို့အတွက်ကတရားမထိုင်တဲ့အဖွဲ့တစ်ခုကိုသူထားခဲ့မယ်လို့ကိုရီးယားနော်ဖွဲ့ခဲ့မယ်ဆိုလို့ရှိရင်ဒါဒီကျန်တဲ့ထိုင်နေတဲ့အဖွဲ့ထဲမှာ5မိနစ်10မိနစ်ပေါ့လေ5မိနစ်ထိုင်တဲ့အဖွဲ့10မိနစ်ထိုင်တဲ့အဖွဲ့ရှိမယ်ဆိုလို့ရှိရင်တရားထိုင်တဲ့အဖွဲ့နဲ့တရားမထိုင်တဲ့ meditation လုပ်တဲ့အဖွဲ့နဲ့ meditation မလုပ်တဲ့အဖွဲ့မှာ happiness level ကိုတိုင်းလိုက်လို့ရှိရင်ဒါဒီသူယုံကြည်တဲ့အဖြေထွက်လာမှာပေါ့ဒါကြောင့်ဒီ design မှာ error ဖြစ်နေတာကဘာလဲဆိုရင် did not do meditation တရားထိုင်တဲ့အဖွဲ့တစ်ခုကိုသူကမဖွဲ့ခဲ့ဘူးအဲ့ဒါဒီ most likely error ပေါ့နော်စံတက်ချက်ရဲ့ experiment design error ကိုကျွေးခိုင်းတာဖြစ်တယ်ဒီလိုပုံစံမျိုးမေးခွန်းလေးတွေအများဆုံးမေးလိရှိပါတယ်အဲ့တော့မေးခွန်းကိုရွေးတဲ့အခါမှာဆရာမတို့ဒီမှာတိုက်ဆိုင်လို့ပြောမယ်ဆိုရင်ဟိုဟာရွေးချယ်ရခက်နေတယ်ဆိုလို့ရှိရင်ဒီပေးထားတဲ့အချက်လက်တွေနဲ့မကိုက်ညီတဲ့အချက်လက်တွေကိုကိုက eliminate လုပ်လိုက်အဲ့ဒါဆိုလို့ရှိရင်နောက်ဆုံးမှာကိုက်ညီတဲ့အဖြေရထွက်လာတတ်တယ်ဒါဆိုရင်ဖြေခါကြရင်လည်းကိုက်ညီတဲ့အဖြေကနှစ်ခုဖြစ်နေ the best answer ကိုပေးထားတဲ့ information တွေကနေပြီးတော့အချက်အလက်လေးတွေကိုကိုက်ပြီးတော့ကိုကဆုံးဖြတ်ပြီးတော့ရွေးလို့ရတယ်ရွေးနိုင်တယ်ပေါ့နော်အဲ့တော့မေးခွန်းရွေးရတာက multiple choice တွေများတဲ့အတွက်မခက်ခဲပါဘူးဒါကနောက်ဆုံးမေးခွန်းဖြစ်မယ်နော် number 7 as part of a study on how skin type and redness correlate when exposed to different amounts of UV light scientists set up an experiment to see how much redness occurred on various skin types အဲ့တော့အရေးပြားအမျိုးအစားနဲ့အရေးပြားနေမြန်မှုမှာနော် skin type redness UV light ပမာဏအမျိုးမျိုးထိတွေ့မှုရှိတဲ့အခါမှာတဲ့အရေးပြားအမျိုးအစားနဲ့ဒီအရေးပြားနေမြန်မှုနော်အရေးပြားနေမြန်မှုကိုဒါလေ့လာတယ်အမျိုးမျိုးသောအရေးပြားအပေါ်မှာ UV light ကျရောက်တဲ့အခါမှာအရေးပြားနေမြန်မှုဖြစ်တယ်ဆိုရဲဆက်ဆက်မှုကိုသူလေ့လာတယ်ဆိုကြတဲ့ဒီမှာဆရာမတို့မိကုံးကဗာမေးမယ်မသိပေမဲ့လို့ဒါ variable နှစ်ခုကိုသိနေပြီเนาะ skin type နဲ့ redness UV light ပမာဏအမျိုးမျိုးကျရောက်မယ်ဆိုလို့ရှိရင်အရေးပြားအမျိုးအစားเนาะအမျိုးမျိုးပေါ့နောက်ကရေပြားနေမြန်မှုအဲ့တော့ရေပြားအမျိုးအစားအပေါ်မှာရေပြားနေမြန်မှုဘယ်လိုတက်ရောက်မှုရှိတယ်လဲเนาะဆက်ဆက်မှုရှိရဲဆိုတာကိုလေ့လာမယ်scientist set up experiment design တိဆောက်တယ်ပေါ့လေရေပြားအမျိုးမျိုးအပေါ်မှာရေပြားနေမြန်မှုဖြစ်လာတယ်เนาะဘယ်လောက်ဖြစ်လာတယ်လဲအဲ့ဒါကိုကြည့်ဖို့အတွက်စံသက်ချက် design တိဆောက်တယ်အဲ့တော့ the scientists classify 100 people into 6 different categories of skin type အရေးပြားအမျိုးအစား6မျိုးမှာမတူတဲ့အရေးပြားအမျိုးအစား
6မျိုးပေါ့နော်6မျိုးလူရောက်တရား then expose them to increasingly higher dose of UV light and recorded the level of redness that appeared on their skin အဲ့တော့ UV light တွေအမျိုးမျိုးပေးလိုက်တဲ့အခါမှာ level of redness ရေပြားနီမြန်မှု level ကိုဒါမှတ်တမ်းတင်ထားတယ်နော်ဒီ skin ပေါ်မှာပေါ်လာတဲ့ရေပြားနီမြန်မှုကိုမှတ်တမ်းတင်ထားတယ် which is an independent variable and which is a dependent variable in this experiment ဆိုတော့ဒါမိကုန်းကိုဖတ်လိုက်တာ ਨੇ အဖြေကိုမကြည့်ဘဲနဲ့သူပေးထားတဲ့ဟာတော့မဖတ်ဘဲနဲ့အဖြေကိုရွေးလို့တော့ရပြီ independent variable ဆိုတော့သူအမျိုးမျိုးပြောင်းပြီးစမ်းသပ်တဲ့သူကနေပြီးတော့အမျိုးစုံပေါ်မှာစမ်းသပ်နေတာเนาะမျိုးစုံပေးပြီးတော့ရွေးချယ်ပြီးစမ်းသပ်နေတာ dependent variable ဆိုတော့အဲ့လိုမျိုးစမ်းသပ်တဲ့အပေါ်မှာရလာတဲ့ရလက်အဲ့တော့ဒီမှာသူစမ်းသပ်နေတာနှစ်ခုပဲเนาะအရေပြားအမျိုးမျိုးအပေါ်မှာဒီအရေပြားအမျိုးမျိုးနဲ့အရေပြားနေမြန်မှုဆက်ဆက်နေတာသူကစမ်းသပ်တာအဲ့ဒီမှာသွားပါလဲဆိုရင် various skin types အရေပြားအမျိုးမျိုးပေးပြီးတော့မှဘလောက်နေမြန်မှုရှိတာလဲဒါဖြစ်ရင်ဒီမှာ level of redness ကို record လုပ်ထားတယ်ဆိုရလက်ဒီ level of redness အဲ့တော့ဆရာမတို့ dependent variable ဒီ level of redness ဟုတ်ပြီနော်အဲ့တော့ independent variable ဆိုတာဘာလဲဆိုရင်ဆရာမတို့အရေပြားအမျိုးမျိုး so skin types အဖြေတိုင်းရေးအဲ့နှစ်ခုပါတဲ့အဖြေကိုတိုင်းရေးလို့ရပြီအဲ့လိုမဟုတ်ပဲနောက်တစ်ခုစဉ်းစားလို့ရတယ်နော်တိုင်းရေးလို့ရပြီဆိုမှရွေးလို့ရပြီပေါ့ dependent variable ဒီ redness of level of redness เนาะဒီအပြည့် redness independent variable ဒီ skin type ဆိုအဖြေအဒီကိုတန်းလေးယူလို့ရပြီသူကပေးထားတာက UV light တွေရော UV light ကအမျိုးမျိုးပေးထားတယ်ဆိုတော့ UV light လား skin type လားနောက်တစ်ခါပါလေဘယ်ဟာက dependent လဲဘယ်ဟာက independent လဲမသိဘူးပေါ့အဲ့ဒါဆိုဖတ်ကြည့်ရအောင်တေချာတာကတော့ recorded the levels of redness နောက်ဆုံးမှာအရေးပြန်ညီမျှမှု level ကို record လုပ်ယူထားတယ်ဆိုတော့ဒါဒီရလက်သေးကြပြီဆိုရင် dependent variable redness ဖြစ်တာကိုလိုက်ပြီးတော့အဖြေကိုရွေးချင်မယ်ဆိုရင်လည်းရတယ်အဲ့တော့ဒီမှာ dependent variable က amount of UV light ရလက်ဒီ UV light ဒီဖြေမဟုတ်ဘူးဒီလိုစဉ်းစားလို့လည်းရတယ်နံပါတ် B dependent variable ဒီ amount of UV light ဒါလည်းမဟုတ်ဘူးသိကြရ level of redness data redness ဒီ dependent variable ပဲဟုတ်ပြီနောက်တစ်ခုက dependent variable ဒီ skin type မဟုတ်ဘူးဒီလိုနည်းနဲ့လည်းရွေးလို့ရတယ်เนาะအဖြေကနောက်ဆုံး D ပဲအဲ့တော့ဒီမေးခွန်းဆိုလို့ရှိရင်မေးခွန်းကိုဖတ်လိုက်တာနဲ့သူကနှစ်ခု skin type နဲ့ redness ဆက်သွယ်နေတာเนาะဒီ UV light ထိတွေ့တဲ့အခါမှာဘယ်လိုမျိုးဆက်သွယ်ခြင်းရှိသလဲဆိုတာကိုလေ့လာမှာလေ့လာတဲ့အခါမှာသူက skin type အမျိုးမျိုးကိုပေးထားတယ်ဘယ်နှမျိုးလဲဆိုရင်6မျိုးကိုပေးတယ်အဲ့တော့ skin type 6မျိုးအပေါ်မှာ UV light တွေကိုတက်ရောက်စေတာအဲ့ဒီအခါမှာအရေပြားကနီမြန်းလာလိမ့်မယ်ဆိုတော့ရလက်ဒီအရေပြားနီမြန်းမှုဒါကြောင့်မို့လို့ dependent variable ဒီ redness independent variable ကဒီအရေပြား6မျိုး skin type 6မျိုးဒါကြောင့်မို့ဒါက independent variable စမ်းသပ်တဲ့သူကအမျိုးမျိုးစမ်းသပ်မှာကဒီဟာ independent variable ရလာတဲ့ရလက်ဒီ redness အဖြေကဒီကိုတိုင်းရွေးလို့ရတယ်အဲ့တော့မိကုန်းတစ်ခုကိုချင်းကပ်တဲ့အခါမှာအဖြေမရစရာအကြောင်းမရှိဘူးအဖြေရဖို့အတွက်ရွေးချယ်နေတာချက်ချင်းမိကုန်းကိုဖတ်လိုက်တာနဲ့เนาะဒီမှာဆိုရင် how skin type and redness correlate ဆိုတဲ့ဟိုကသူတို့နှစ်ခုဘယ်သူကဒီနေရာမှာထားပါတော့ဘယ်သူကဘာဆိုတာမသိသေးဘူးဆိုရင်တောင်မှဆက်ဖတ်လိုက်တဲ့အခါမှာအရေပြားအမျိုးမျိုးအပေါ်မှာ UV light ပေးပြီးတော့အရေပြားနေမြန်မှုဖြစ်စေတယ်ဆိုတော့ရလက်ဒီအရေပြားနေမြန်မှုဆိုအဖြေကိုတန်းရွေးလိုက်လို့ရတယ်လို့အဲ့ဒီမှာဝေဝါးဝါတွေဖြစ်လာတဲ့ UV light လားလူတွေလားစသဖြင့်ပေါ့နော်အမျိုးမျိုးဖြစ်လာတယ်ဆိုလို့ရှိရင်ရလက်ကဘယ်ဟာလဲ dependent ကဘယ်ဟာလဲဆိုပြီးတော့အဖြေကိုရွေးလို့ရတယ်တစ်ခုချင်းရွေးသွားလို့လည်းရတယ်သို့တော့အချိန်မြန်မြန်ပြီးဖို့ဆိုရင်အဓိကအချက်ဖြစ်တဲ့ဘယ်ဟာလဲဒါဆိုရင်ဆရာမတို့မိခွန်းကိုရွေးလို့ရပါတယ်အဲ့တော့ဒီ GD Science မိခွန်းမှာ experiment design တိဆောက်တာ experiment design တိဆောက်ထားတာမှာ error ဖြစ်လာတာပေါ့မှားတာမဟုတ်လွဲချော်မှုလေးရှိလာတာပေါ့နော်အဲ့ဒါဘယ်ဟာလေးဖြစ်မလဲဒါမျိုးကိုကစဉ်းစားပြီးရွေးရတဲ့အခါမှာကျောင်းသားကျောင်းသူတွေတော်တော်များများကစောပြောသူမိခွန်းနှစ်ခုတွေးဟာဖြစ်တယ်အဖြေနှစ်ခုရွေးဖို့တွေးဟာဖြစ်တတ်တယ်အဲ့ဒီခါမှာ the best answer ကိုထပ်ပြီးရွေးမယ်ဆိုလို့ရှိရင်ပေးထားတဲ့ information ထဲမှာသူ point out လုပ်ထားတာပေါ့ပဲသူရည်ညွှန်းထားတာဘယ်ဟာလဲဆိုတာကိုကြည့်ပြီးရွေးလို့ရပါတယ်ဒါကြောင့်ဒီအားလုံးခြုံပြီးပြောမယ်ဆိုလို့ရှိရင်မိခွန်းတွေကိုအသေးစိတ်ဖတ်ပြီးတော့အဖြေကိုရွေးလို့ရတာရှိတယ်လို့မိခွန်းကိုမြင်လိုက်တာနဲ့ဒါအဓိက
သူပြောချင်တဲ့ဟာဘယ်ဟာလဲဆိုထောက်ပြီးတော့ရွေးလို့ရတယ်ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ဆုံးဖြတ်ပြီးတော့မှကိုကနေပြီးတော့ judgment လုပ်ပြီးရွေးရတဲ့မိခွန်းတွေလည်းရှိတာပေါ့ဒါကတော့ပေးထားတဲ့ information တွေကိုကြည့်ပြီးတော့အဖြေကိုရွေးလို့ရပါတယ်ဒီနေ့တော့ဒီလောက်ပါပဲနောက်တစ်ပတ်ဒီမှာလည်းကျောင်းသားတွေလေ့လာဖို့တဲ့မိခွန်းတွေကိုထပ်ပြီးတော့တင်ပေးပါအောင်အားလုံးပညာရေးတန်းတို့အခွင့်ရကြပါစေ